ကဘာပေါ်မှာလူတိုင်းစကားလေးနှခုကိုပြောမှုကြတယ်ဒါဟာချစ်တယ်ကဘာပေါ်မှာလူတိုင်းမပြောဘူးတဲ့သူမရှိပါဘူးကွယ်အေးဒါဟာချစ်တယ်အဖိုးကလေးပွားကိုချစ်တယ်ပြောမှာပဲအဖေကလေးမိကိုချစ်တယ်နဲ့မိကလေးမိကိုပြောပါမယ်ချစ်တယ်ကွယ်နှလုံးသားတွေသိနေအောင်ချစ်ပါတယ်အယူဆုံးနေရှင်းဆုံးကလေးမို့နာကြည့်လေချစ်တယ်ပဲကလေးခုတခါစတုံးငါလို့နှစ်ခါပဲရေးထားတာတူလို့လားဘယ်လိုလဲမသိဘူးမအစပ်ဖြစ်တယ်ပထမတစ်ခါ9000ကျော်ပဲပေးရတော့သူအဆန်းတော်ကိုလုပ်လိုက်တာပေါ့နော်အပြော့စားတုံးလို့ဟာထင်တာအဲ့ဒါပဲထင်တယ်ခါပဲရေးပေါ့နှစ်ခါပဲတွေ့နောက်လေးကကြာအဲ့လေအဲ့လေဆရာအောင်ပေါ်မှာမူတည်တယ်ခုနကဆရာခုနအချောင်းနဲ့မစားနိုင်လေလို့ပြောပြီးလေးနဲ့စားရင်လည်းရတယ်ဆိုထမင်းစားနိုင်ပါတော့ဟမ်ထမင်းစားနိုင်ပါတော့စားမစားနိုင်လို့ပဲစားတဲ့ချိန်စားဖို့ပဲစားတဲ့ချိန်စားမင်းကနေတိုင်းစားဘာတကယ်စားနိုင်မှာမလဲဒီမနီနီလေးစားတဲ့ချိန်စားမင်းကနေတိုင်းစားစမီရင်လေးခါတယ်လက်စားနဲ့မိရမိတာနဲ့ထင်တယ်လို့ဆိုထည့်လာတယ်အခုအဲ့လိုကြီးပဲချတာလားခရီးပေါ်မှာသူရဲ့အတိုင်းမပြောနဲ့မူတော်သွားနေပြီးတော့နေလဲနေအကျော်လေးစုံတင်လာတာတင်မစုံရလို့ဆွဲဆုပ်တာမပြီးတော့လာတော့ကောင်းအလုပ်ကြမ်းနေတဲ့တဲ့ပြင်အိုင်းရနေတော့ဒီမှာတော့ပါပဲဘောပြောတာလားတော့ပြောတာအေးဟုတ်တယ်ဒီမတတ်ဘူးစားပဲစားတာဒါတောင်ပြေးတယ်ကောင်ဒီရောထားလိုက်မှုမကောင်းတော့မကောင်းတာပေါ့